အားလုံးမင်္ဂလာပါဒီနေ့ချိန်နိုင်အတွက်ဘုရားရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်အထူးသဖြင့် The Light Worship Center မှာဒီကနေ့မှာလာရောက်ပါဝင်ရတဲ့အခွင့်ကိုပေးတဲ့ဘုရားရဲ့နာမတော်ဘုန်းကြီးပါစေကျွန်မအဝေးကနေပဲဒီကသတင်းကောင်းတွေအမြဲတမ်းကြားနေပါတယ်ဘုရားရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းပါတယ်ဘုရားရဲ့နိုင်ငံတော်ဟာတိုးပွားခြင်းပဲနေရာယူတာဖြစ်ပါတယ်အံ့ဩဖွယ်ဟာ The Light Worship Center ကိုဘုရားကအချိန်တိုအတွင်းမှာတိုးပွားစေတဲ့ဘုရားငါရဲ့အသင်းတော်ကိုငါတည်ဆောက်မယ်လို့ဖခင်ရဲ့နှုတ်ကပတ်တော်မှာပြောတဲ့အတိုင်းသူ့ရဲ့အသင်းတော်ကိုသူကိုယ်တိုင်တည်ဆောက်နေတယ်ဆိုတာဒီကနေ့မျက်ဝါးထင်ထင်လာရောက်မြင်တွေ့ရတဲ့အခွင့်ကိုပေးတဲ့ဖခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဖခင်ရဲ့နာမတော်ဘုန်းကြီးပါစေဒီကနေ့ကျွန်မကိုဖခင်ရဲ့နာမ၌ဖိတ်ခေါ်ပေးကြတယ်ဆရာဝေထင်းတို့ဇနီးမောင်နှံဒီမှာအသင်းတော်မှာရှိသောတာဝန်ရှိသောသူများအသင်းသူအသင်းသားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ဖခင်သခင်ဟာအလွန်ပဲကောင်းမြတ်တော်ဖခင်ဖြစ်ပါတယ်ကျမတို့အသက်တာတီးတီးမှာအချိန်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းသူ့ရဲ့ကောင်းမြတ်ခြင်းဟာချီးမွမ်းလို့မကုန်နိုင်ပါဘူးရေတွက်လို့မဆုံးနိုင်ပါဘူးဖခင်ကိုတည်ကျွမ်းခြင်းအခွင့်ဟာတကယ်ကြီးမြတ်တော်ခွင့်ရဖြစ်ပါတယ်ဖခင်ကိုတည်ကျွမ်းလေလေသူ့ရဲ့ချိုးမြင်ကြောင်းပို့ပြီးခံစားလေလေဖြစ်ပါတယ်ဖခင်ရဲ့အမှုတော်ကိုထမ်းရတဲ့အခွင့်ဟာလည်းအလွန်ကြီးမြတ်တော်အခွင့်ရဖြစ်ပါတယ်ဖခင်ရဲ့အမှုတော်ကိုထမ်းရလေလေဖခင်ရဲ့ကောင်းမြတ်ကြောင်းကိုပို့ပြီးတော့ခံစားလေလေဖြစ်ပါတယ်ကျမတို့ကိုးကွယ်တဲ့ဖခင်ဟာကျမတို့ကိုဝင်လေးစေတဲ့ဖခင်မဟုတ်ပါဝင်ပေါ့စေတဲ့ဖခင်ဖြစ်ပါတယ်ငါတဘိုးဟာထမ်းလွယ်တယ်ငါဝင်လဲပေါ့တယ်ဝင်လေး၍ပင်ပန်းတော်သူပေါင်းငါထံမှာနီးခံပါနော်ငါထံမှာလာကြပါငါချမ်းသာပေးမယ်ငါထံမှာနီးခံပါငါဟာနူးညံ့သိမ်မွေးနေကြတော့စိတ်သဘောရှိတယ်ငါတဘိုးဟာထမ်းလွယ်တယ်ငါဝင်ရပေါ့တယ်တခါလေအမှုတော်ဆောင်ရွက်တဲ့အခါမှာကျမတို့မှလေးလံတဲ့ဝင်ထုတ်တွေဘဝမှာလေးလံတဲ့ဝင်ထုတ်တွေရှိတတ်ပါတယ်ဒါပေမဲ့ဖခင်ကကျမတို့ကိုဂတိထားနေပါတယ်ငါစီလာပါငါချမ်းသာပေးမယ်လို့ကျမတို့ကိုအစဉ်တစ်ဖြစ်လက်ကမ်းကြိုးဆိုနေတော့ဖခင်ရှိနေမှတော့ဗာများကြောက်စရာရှိမှာလဲကျမတို့ကိုကူညီမဆာမဲ့အရှင်ရှိနေမှတော့ကျမတို့ဗာများပူပန်စရာရှိမှာလဲဖခင်ရဲ့နာမတော်ဘုန်းကြီးပါစေဒီနေ့မှာကျမယူဆောင်လာတဲ့နှုတ်ကပတ်တော်ကတော့ရှင်လုကာခရစ်ဝင်အခန်းကြီး8ထဲကအကြောင်းအရာတချို့နဲ့ကျမဝင်ငှချင်ပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး8ဖြစ်ပါတယ်အခန်းငယ်ကျွန်မ22လောက်ကနေပြီးတော့စပြီးတော့အကြောင်းအရာလေးကိုကျွန်မဝင်ငှချင်ပါတယ်အခန်းငယ်22ကနေပြီးတော့သူ့အကြောင်းအရာကတော့အရှိကြီးပေါ့38လောက်ထိဒီအကြောင်းအရာဖြစ်ပါတယ်အားလုံးတော့မဖတ်ဘူးလိုအပ်တဲ့နေရာလောက်ပဲကျွန်မဖတ်ပါမယ်လို့ဒီမှာအစမှာအနှစ်22မှာဘာရေးထားလဲဆိုတော့ကျွန်မဒီနေ့အတွက်ခေါင်းစဉ်လေးတစ်ခုလည်းကျွန်မယူဆောင်လာပါတယ်လို့အဲ့ဒီခေါင်းစဉ်ကတော့ကျွန်ုပ်အတွက်လာတော့ယေရှုဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်မဝင်ငှချင်တာပါဒီမှာ22မှာကျွန်မဖတ်ပါမယ်တနေ့တနယေရှုသည်တပည့်တော်တို့နှင့်အတူလေထဲသို့ဝင်၍အိုင်တစ်ဖက်သို့ကူးကြကုန်ဟန်မိန့်တော်မူပြီးလျှင်လွင့်သွားကြ၏အိုင်ကိုကူးသောအခါယေရှုသည်ကျိန်းဆက်တော်မူ၏အိုင်၌မိုးသက်မုန်တိုင်းဖြစ်၍လှေသည်ရေနှင့်ပြည့်သောကြောင့်ဘေးရောက်လူ၏တပည့်တော်တို့သည်ချင်းကပ်၍ကိုတော်ကိုနိုးပြီးလျှင်သခင်အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏ဟုရှောက်ကြသောကိုတော်ကထ၍လေနှင့်လှိုင်းတဘိုးကိုဆုံးမတော်မူသည်ဖြင့်လေနှင့်လှိုင်းတဘိုးသည်ငြိမ်း၍တာယာလေ၏ကိုတော်ကလည်းသင်တို့ယုံကြည်ခြင်းစိတ်သည်အဘယ်မှရှိသနည်းဟုမေးတော်မူလျင်သူတို့သည်ကြောက်ရွံ့အံ့ဩ၍ဤသူကအဘယ်သို့သောသူနည်းလေနှင့်ရေကိုပင်မှားထားတော်မူ၍သူတို့သည်နားထောင်ဘာဒီတကားဟုအချင်းချင်းပြောဆိုကြ၏ဒီထိပဲကျွန်မအရင်ဖတ်ပါအောင်မယ်ခဏလောက်ဆုတောင်းရအောင်ကောင်းမြတ်သောအဖဒီနေ့အချိန်တိုင်းအတွက်ကျေးဇူးတင်တယ် The Light Worship Center ရန်ကုန်မှာသမီးတို့ကိုရောပို့ဆောင်ပေးလေကိုရောနာမတော်အဖို့လုံးကအသုံးတော်ခံခွင့်ရမှာမို့ကျေးဇူးတင်တယ်ဒီနေ့ကိုရောဖော်ပြတော့နှုတ်ကပတ်တော်ယေရှုနာမ၌ကိုရောလက်တော်ထဲမှာအနံ့တယ်။သမီးရဲ့တသက်ကိုရောလက်တော်ထဲမှာအနံ့တယ်။ဒီနေ့ဝင်ငါတော့နှုတ်ကပတ်တော်အဖြစ်သမီးကိုယ်တိုင်မှဆိုင်အရောက်စီတိုင်းအတွက်ကောင်းကြီးဖြစ်စေမှာဖြစ်လို့ယေရှုတင်တယ်။ဘုန်းကြီးချင်းအလုံးစုံကိုရောကိုအနံ့လက်ယေရှုခရစ်တော်နာမ၌နှုတ်ကပတ်တော်နဲ့အသက်တာကိုရောလက်တော်ထဲမှာအနံ့ဆုတောင်းတဲ့အခါမှာတပါးတည်တော့ကဲ့တင်ရှင်ယေရှုနာမ၌ဆုတောင်းပါ၏။အာမင်။ယေရှုတင်ပါတယ်။ကျွန်မဒီအကြောင်းအရာမှာယေရှုအကြောင်းနဲ့တပည့်တော်တွေအကြောင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။တနေ့မှာတနေ့တ၌ယေရှုဟာတပည့်တော်တွေကိုခေါ်ပြီးလေထဲဝင်ပြီးတော့အိုင်တစ်ဖက်ကိုကူးကြကုန်အံ့လို့ဒီခရီးစဉ်ကတော့ဘယ်သူခေါ်တဲ့ခရီးစဉ်လဲဆိုယေရှုခေါ်သွားတဲ့ခရီးစဉ်ဖြစ်ပါတယ်။ခရစ်တော်ဟာသူတို့ကိုသွားရအောင်ဟိုဘက်အိုင်တစ်ဖက်ကိုကူးရအောင်ဆိုပြီးတော့သူတို့ကိုခေါ်တဲ့ခရီးစဉ်ဖြစ်ပါတယ်။တချို့သောခရီးစဉ်တွေမှာတော့ခရစ်တော်ကိုလူတွေကလာခေါ်ကြတယ်။အနာရောဂါပျောက်ခြင်းလို့ကိုတော်ရဲ့ကြွလာပေးပါကျွန်တော်ရဲ့သမီးသေးလူပါပြီရာဥတရားစက်မှုယာယုရဲ့သမီးကလည်းအဲ့လိုမျိုးနဲ့လာခေါ်တယ်
တတ်မှုကလည်းသူ့ရဲ့ငယ်သားအတွက်ဆိုတော့သူရှိတဲ့နေရာကိုလူတွေအလူအရက်နဲ့လာတဲ့ဥပမာတွေအကြောင်းအရာတွေအများကြီးသမတ်တစ်ထဲမှာတွေ့ရတာဖြစ်ပါတယ်ခရစ်တော်ရှိတဲ့အရက်မှာအနာရောဂါငြိမ်းတယ်နမိတ်လက္ခဏာတွေမြင်ရတယ်မုံငါးလုံးနဲ့ငါးနှကောင်နဲ့လူ9000ကိုကျွေးတယ်နမိတ်လက္ခဏာများစွာဖြစ်ပြနေတယ်ဒါပေမဲ့ဒီအကြောင်းအရာမှာတော့ယေရှုကသူ့တပည့်တော်တွေခေါ်ပြီးငါတို့အိုင်တစ်ဖက်ကူးရအောင်လို့သူကပြောတာဖြစ်တယ်အဲ့ဒီအိုင်တစ်ဖက်ကူးဖို့ရန်ဘသူစီစဉ်တဲ့ခရီးလဲဆိုတော့ယေရှုစီစဉ်တဲ့ခရီးစဉ်ဖြစ်တယ်အခုလဲဒီနေ့ခရီးစဉ်တွေစီစဉ်ထားတာကြားရတယ်အရန်စိတ်လှုပ်ရှားပါတယ်ကျမတို့လည်းပြီးခဲ့တဲ့အပတ်ကအသင်းတော်ရဲ့လူငယ်ခန့်3ရက်အောင်မြင်စွာ Summit Barbecue မှာကျမတို့အလုပ်ဖြစ်တယ်အရန်ပျော်တယ်လူငယ်တွေကမပြန်ချင်လောက်အောင်ဖခင်ရဲ့အားကြီးတဲ့မျက်မှောက်တော်ဟာဒီတစ်ခေါက်လူငယ်ခက်မှာလွှမ်းခြုံတယ်ဆိုတာမြင်တွေ့တဲ့အခါမှာဖခင်ရဲ့ကျေးဇူးတော်ကိုမချီးမွမ်းမနေနိုင်ဘူးအခုလည်းဒီမှာ The Light Worship Center အနေနဲ့family camp နော်ချောင်းသားမှာတော့သွားလုံပါမယ်အရန်ပျော်ပါတယ်ဖခင်ရှင်အောဝယ်ဝိညာဉ်တော်သွန်းလောင်းပြီးတော့ထူးခြားသောကောင်းကြီးမင်္ဂလာဖြစ်တဲ့ camp ဖြစ်မယ်လို့ယုံကြည်တယ်ဒီခရီးစဉ်တွေဒီမှာဆွဲကြတယ်ပြီးဒီအဲ့လိုပဲခရစ်တော်ဘုရားကိုခေါ်ဖိတ်တဲ့နေရာတွေအဲ့လိုမျိုးတွေပေါ့နော်ခရစ်တော်ရှိတဲ့နေရာကိုလာတဲ့အစီအစဉ်တွေအများကြီးရှိတဲ့ကြားကနေဒီရှင်လုကာထဲမှာတော့ယေရှုကိုယ်တိုင်ကလာသူ့တပည့်တော်တွေငါတို့အိုင်တစ်ဖက်ကူးရအောင်ဆိုပြီးတော့သူခေါ်တဲ့ခရီးစဉ်ဖြစ်တယ်အဲ့ဒါနဲ့ဒါပေမဲ့သူခေါ်တဲ့ခရီးစဉ်ပဲဒါပေမဲ့လေပေါ်မှာသူတို့သွားတော့အိုင်တစ်ဖက်ကူးတဲ့အချိန်မှာမိုးသက်မုန်တိုင်းတွေဖြစ်တယ်တခါလေကျမတို့ထင်မှတ်တယ်ခရစ်တော်ကိုယုံကြည်တဲ့အခါမှာဘဝမုန်တိုင်းတွေအကုန်ကုန်ပြီလားလို့ထင်တဲ့အချိန်ရှိတယ်တခါလေခရစ်တော်ခေါ်တဲ့ခရီးသွားတဲ့အခါမှာမုန်တိုင်းတော့ရှိသေးတယ်နော်ဒါပေမဲ့အဲ့ဒီမုန်တိုင်းမှာတင်မိုးမှာမဟုတ်ဘူးဟာလေလုယာကိုရောကခေါ်မှတော့ကိုရောတာဝန်ယူမှာဖြစ်တယ်ကျမတို့ကတခါလေငါယေရှုကိုဘဝမှာဆွေမျိုးတွေတောင်စွန့်တယ်မိသားစုတွေရဲ့တိုက်ခိုက်တွေတောင်ခံပြီးတော့ခရစ်တော်နောက်ကိုလိုက်တယ်ငြိမ်သက်ခြင်းအရှင်နောက်ကိုလိုက်တယ်တခါလေပြဿနာတွေမရှိတော့ဘူးလားလို့ထင်တဲ့အချိန်ရှိတယ်ဒီနေ့ဒီဥမာကျမတို့ကိုစကားပြောနေတယ်ယေရှုခေါ်တဲ့ခရီးစဉ်မှာသွားတဲ့အချိန်မှာမုန်တိုင်းတွေပြဿနာမရှိတော့ဘူးမဟုတ်ပြဿနာတော့ရှိပါတယ်ဒါကြောင့်ခရစ်တော်နောက်လိုက်တဲ့အခါမှာကျမတို့ပြဿနာအလုံးပြီးမြောက်ပြီမဟုတ်ပါဘူးပြဿနာတော့ရှိသေးပဲဒါပေမဲ့ကိုတော်ရဲ့နဲ့အတူရှိခြင်းဟာထိုပြဿနာအလုံးကိုအောင်မြင်မှာဖြစ်ပါကိုတော်နဲ့အတူရှိခြင်းဟာတင့်ကိုဘယ်တော့မှလမ်းခီးမှာနစ်မြုပ်စေမှာမဟုတ်ဘူးကိုရောကတင့်ကိုအချိန်မီကယ်တင်မဲ့ဖခင်ဖြစ်တယ်မဆာမဲ့ဖခင်ရှင်ဖြစ်တယ်ဂျေဇုပြုနေတဲ့ဖခင်ဖြစ်တယ်ကျမတို့အတွက်အကျိုးနည်းဖို့အကြံစီဖခင်မှမရှိဘူးသင်တို့အတွက်အကျိုးနည်းစေခြင်းကကြံစီသောအကြံစီမဟုတ်ပဲသင်တို့မျှော်လင့်သောအကျိုးကိုရစေခြင်းကငြိမ်ဝှက်စေခြင်းကသာကြံစီသောအကြံစီတို့ကိုငါသိတယ်လို့ပြောတဲ့ဖခင်ဟာသစ္စာနဲ့ပြည့်စုံတဲ့ဖခင်ရှင်ဖြစ်တယ်သင်တို့မခံနိုင်တဲ့စုံစမ်းခြင်းနဲ့သင်တို့နောက်ရောက်ဖို့အခွင့်မပေးဘူးဖခင်ဟာသစ္စာနဲ့ပြည့်စုံတော်မူတယ်သစ္စာနဲ့ပြည့်စုံတဲ့အတွက်ကြောင့်စုံစမ်းခြင်းနဲ့တွေ့ကြုံတဲ့အချိန်မှာပဲစုံစမ်းခြင်းနဲ့တကွထွန်းမြောက်သောလမ်းကိုစီရင်ပြုပြင်ပေးမယ်ဆိုတဲ့ဖခင်ဟာဂတိတည်တဲ့ဖခင်ဖြစ်တယ်ဂျေဇုပြုတဲ့ဖခင်ဖြစ်တယ်ကျမတို့အသင်းတော်လဲဖြတ်သန်းခဲ့တဲ့ဘဝခီးမှာခက်ခဲတွေအများကြီးကျမလည်းဂျေဇုတော်ကြောင့်ကျမကိုကြည့်ရင်တော့တော်တော်အသက်ကြီးနေပြီလားငယ်နေပြီလားတော့မသိကိုကလေးကတော့အရွယ်ရောက်နေပြီပေါ့နော်ကိုအသက်တော့မိတ်မဆက်တော့ဒါပေမဲ့အမှုတော်ဆောင်တဲ့နှစ်ကတော့နှစ်ပေါင်း30ကျော်သွားပြီ1993ကျမငယ်ရွယ်တဲ့အချိန်ကလေးကအချိန်ပြည့်အမှုတော်ဆောင်ဆက်ကတ်တယ်အဲ့ဒါ93ဆိုအခုဆို33နှစ်ပြည့်ပြီတခါမှတော့33နှစ်ပြည့်ကျမဝါသနာမပါလို့လားမသိဘူးတိတ်ပြီးတော့နှစ်ပတ်လေမလုပ်တော့နှစ်တွေဒီလိုပဲသွားတယ်ကျမသင်းတော်ဖူးကော်ဆွဲအစမ်းလီရန်ကုန်မှာကျမရောက်တယ်ဆိုတာခြာတိတ်ကလေးဘွားခြာတိတ်မလေးဘွားကလေးကတကယ်ကျမခြံပေါက်ဆရာကြီးမုံတောင်ရဲ့လက်သက်မွေးထားတဲ့တပြည့်ရင်လို့ပြောလဲမမကိုလည်းဂုဏ်ယူပါတယ်ဒါပေမဲ့အသင်းတော်ရဲ့ဖြတ်သန်းခဲ့တဲ့အချိန်မှာကျမတို့အခက်ခဲမရှိရှိတယ်လှကြီးအခက်ခဲတွေပြဿနာတွေဆိုတာအများကြီးပဲငိုခဲ့တဲ့အချိန်လေးကိုတော်ရဲ့ဘယ်လိုလုပ်တော့မလဲကိုတော်ရဲ့မဆာပါတခါလေးအမြန်ဆုံးပြဿနာတွေပြီးချင်ပဲဆုတောင်းတယ်ဖခင်ကဘာပြောလဲငါအချိန်မြောက်သေးကိုတော်ဟုတ်တယ်ကိုတော်သမီးတို့ကစိတ်မရှိနိုင်ဘူးကိုတော်အချိန်ရောက်ရင်ကိုတော်ကတော့အံ့ဩဖွယ်လုံးမှာပါလို့ယုံကြည်ပါတယ်လို့ငိုခဲ့တကယ်လဲဖခင်ကအချိန်မီအများတန်းကျေးဇူးပြုခဲ့ပါတယ်
ဒီကနေဆက်ပြီးတော့နောက်တစ်ပိုင်းလေးကိုကျွန်မဆက်ပြောချင်ပါတယ်26မှာဂါဒရဘီနှင့်အိုင်တစ်ဖက်ဖြစ်သောဂါလိလဲဘီတို့ရောက်ကြယေရှုသည်ကုန်းမော်သို့တက်တော်မူသည်ကာလတာရှည်စွာနတ်ဆိုးဆွဲသည်ဖြစ်အဝတ်ကိုမဝတ်အိမ်၌မနေတင်းချိုင်းတစပြင်၌နေတတ်သောဂါဒရဘီသားတယောက်သည်ကိုတော်ကိုခီးဥကြိုပြုလေ၏28မှာကိုရောကိုမြင်လွင်ပြတ်၍အမြင့်ဆုံးသောဘုရားသခင်သားတော်ယေရှုကိုရောသည်အကျွန်ုပ်နှင့်အဘယ်သို့ဆိုင်သနည်းအကျွန်ုပ်ကိုညှင်းဆဲတော်မမူမီအကြောင်းအကျွန်ုပ်တောင်းပန်ပါသည်ဟုကြီးသောအသံနှင့်အော်ဟစ်ရှောက်လေ၏ရှောက်သည့်အကြောင်းကနတ်ဆိုးသည်ထိုသူကိုအဖန်များစွာဖန်ဆီးလူပြီးခြေချင်းတန်ကြိုးနှင့်အကျဉ်းထားတော်လဲခြေချင်းတန်ကြိုးကိုဆွဲဖြဲ၍နတ်ဆိုးသည်တောအရက်သို့နှင်မြဲရှိကြောင်းကိုရောသည်ထောက်၍ညင်ကြီးသောနတ်ထိုသူမှထွက်သွားလောဟုမိန့်တော်မူခဲ့ပြီအဲ့ဒီအရင်ဖတ်ပါမယ်အဲ့ဒါနဲ့ခရစ်တော်ပြောတဲ့တပည့်တော်တွေခေါ်ပြီးအိုင်တစ်ဖက်ကူးရအောင်ဆိုတဲ့ခရီးစဉ်ဂါလိလဲပြည်ရဲ့အိုင်တစ်ဖက်ကဘယ်အရက်လဲဆိုဂါဒရအရက်ဖြစ်တယ်အဲ့ဂါဒရအရက်ကိုရောက်တဲ့အခါမှာဘသူကလာကြိုတယ်လဲဆိုလို့ရှင်ကာလတာရှည်စွာရိုးနတ်ဆိုးဆွဲတာမဟုတ်ခဏတစ်ဖြုတ်လေးဝင်တာမဟုတ်ဘူးကာလတာရှည်စွာအဲ့လူရဲ့အဖြစ်ကဘလောက်တောင်ဆိုးနေပြီလဲဆိုကာလတာရှည်စွာနတ်ဆိုးဆွဲတဲ့ဖြစ်အဝတ်မဝတ်ဘူးစဉ်းစားကြည့်ပါဦးဒီနေ့ကျွန်မစင်ပေါ်မှာရက်ရဲတယ်ဘာလို့လဲကျွန်မလုံးလုံးချုံချုံဝတ်ထားတယ်ကျွန်မတို့မဝတ်ဘဲနေကျွန်မတို့ရှက်တတ်တယ်ဒါပေမဲ့ဒီလူအဖြစ်ကဘလောက်တနာစရာကောင်းလဲရှက်ရမှန်းမသိအဝတ်လည်းမဝတ်ဘူးပြီးရင်အိမ်မှာလည်းမနေဘူးအိမ်မှာမနေဘူးဆိုစဉ်းစားကြည့်ပါဦးရာသီဥတုကအမျိုးမျိုးပြောင်းနေတာမိုးရွာတဲ့အချိန်ရှိမယ်နေပြင်းပြင်းပူတဲ့အချိန်ရှိမယ်အခုတို့ဆိုနေပြင်းလွန်းလို့နော်မခံနိုင်ဘူးအရန်ပူတဲ့အပြင်မှာအခုတို့ကပိုပူလာပြီးရင်စောင်းနေနေကြားတဲ့အချိန်လဲရှိကောင်းရှိဒီလူကကာလတာရှည်ဆိုတာဘယ်နှစ်ကြာပြီမသိဘူးနော်အဝတ်လည်းမဝတ်ဘူးအိမ်မှာလည်းမရှိဘူးမိုးရွာရင်လည်းရွာတဲ့အတိုင်းနေပူရင်လည်းပူတဲ့အတိုင်းချမ်းအေးလည်းချမ်းအေးတဲ့အတိုင်းသူ့ဘဝဟာအယံမဲ့တနာစရာကောင်းနေတယ်အဲ့ဒီလိုလူဟာဘမနေတယ်တင်းချိုင်းတစားပြင်မှာနေပြီးရင်ခုနဖတ်သွားတဲ့အောက်ပိုင်းမှာဘလောက်တောင်သူ့အခြေနတ်ဆိုးသည်သူ့ကိုထိုသူကိုအဖန်များစွာဖန်ဆီးလာပြီနတ်ဆိုးကသူ့ကိုဖန်ဆီးပြီးတော့နှိပ်စက်ထားတဲ့ခါကျတော့နော်ဒီအကြောင်းကျမ်းပယ်တွေမှာတခြားကျမ်းပြိုင်တွေမှာလည်းကျမတို့တွေ့ရတယ်ရှင်မကုခန်းကြီး9ထဲမှာလည်းတွေ့ရတယ်ရှင်မသက်အခန်းကြီး10ထဲမှာလည်းကျမတို့တွေ့ရတယ်သူ့ကိုယ်သူကြောက်ဆောင်တဲ့တောင်ကိုရှာစေပြီးအနာတရားတွေနဲ့ပြီးအိမ်မှာလည်းမနေဘူးတင်းကြပြီမှာတန်ကြိုးနဲ့သူ့ကိုဟာဒီလိုထွက်ပြေးအဝတ်မဝတ်ဘာဒီတိုင်းကြီးပဲဖြစ်နေတဲ့ခါကျတော့မိသားစုဝင်တွေကသူ့ကိုတန်ကြိုးနဲ့ချီသူ့ကိုချုပ်ထားဖို့ရန်အတွက်ကြံစီပေမဲ့ဘလောက်တောင်မှနတ်ဆိုးတွေအာကြီးနေလဲဆိုရင်တန်ကြိုးတွေအကုန်ဖြတ်တောက်ပြီးတော့ဒီလူကနှင်းချိုင်းမှာအဝတ်လည်းမဝတ်ဘူးရာသီဥတုထဲမှာပြင်းထန်စွာခံစားပြီးသူ့ကိုယ်သူလည်းနတ်ဆိုးနှိပ်စက်တဲ့အခါကျနတ်ဆိုးရဲ့အလုပ်ကဘာလဲခိုးမယ်တတ်မယ်ဖြတ်စည်းမယ်အယံတနာစရာကောင်းတဲ့လူတယောက်အဲ့ဒီလူကဂါရရက်မှာယေရှုကမ်းပေါ်မှာရောက်တဲ့အခါမှာအဲ့ဒီနတ်ဆိုးဆွဲတဲ့လူကပြေးလာပြီးတော့ယေရှုကိုလာပြီးတော့ဝတ်သွားတယ်ဘာလို့လဲဒီလူရဲ့စိတ်နဲ့မဟုတ်ဘူးနတ်ဆိုးတွေကယေရှုကိုကြောက်တယ်အာမင်ကျမတို့အရင်တော့ယုံကြည်သူတွေနော်ဟာနတ်ဆိုးနောက်ဆက်အမလီကြောက်လိုက်တာတခုခုအစင်မပြေနေမကောင်းဟဲငါ့ကိုစာတန်နောက်ဆက်ပြီအဲ့ဒီစာတန်ပဲကြောက်ပြီးတော့သူ့ကိုပဲဂုံပြုတ်နေကြစာတန်လောက်တာစာတန်နတ်ဆိုးဒုက္ခပေးတာသူ့ကိုကြောက်ကျမဒီဂါဒရဲ့ဒီအကြောင်းကိုဖတ်ပြီးစင်ချင်းလေးကျမဘာသဘောပေါက်သွားလဲဆိုနတ်ဆိုးကယေရှုတအားကြောက်ကျမတို့ထဲမှာဘယ်သူရှိလဲယေရှုရှိတယ်ဟာလေလုယာကျမတို့ကနတ်ဆိုးတွေကိုကြောက်ရမှာမဟုတ်ဘူးအဲ့ဒီနတ်ဆိုးတွေကကျမတို့အထဲမှာရှိသောယေရှုကြောင့်ကျမတို့ကိုကြောက်နေတာဟာလေလုယာကျမတို့လာရင်ဒီကောင်းနေပဲနေနိုင်မလဲကိုယ်ဖြစ်ခြင်းကိုသိပါဟာလေလုယာသင်ဖြစ်ခြင်းကိုသိပါသင်ဟာခရစ်တော်ကိုယုံကြည်ကိုးကွယ်တဲ့သူဖြစ်တော့ခရစ်တော်ဝိညာဉ်တော်ကျမတို့ထဲမှာကျင်းဝင်တာအဲ့ဒီနတ်ဆိုးကလေ
ဟာဒီနတ်ဆိုးဆွဲတဲ့သူက तू လွတ်မြောက်ပဲသိမလဲ तू ဒုက္ခရောက်နေတာ तू ကို तू လူစိတ်တောင်မရှိတော့ဘူး तू စိတ်နဲ့လူနဲ့မကပ်ပဲဒုက္ခရောက်နေတာနှစ်ပေါင်းများစွာတနာစရာအယံကောင်းတဲ့အခြေအနေထဲမှာရောက်နေတာကိုတော့ကဲပါလဲ तू မပြောနိုင်ဘူးဘသူကမှကဲတင်ဖို့လဲ तू မတောင်းတနိုင်ဘူး तू ကို तू လွတ်မြောက်ဖို့လဲ तू မယုံကန်နိုင်ဘူးဒီလောက်ထိအခြေအနေဆိုးနေတာဒါပေမဲ့ဘသူတွေကပြတ်ဖို့ပြေးလာလဲသူ့ထဲမှာရှိတဲ့နတ်ဆိုးတွေယေရှုကိုမြင်တော့တအားကြောက်သွားပြီငါတို့တော့မလွယ်တော့ဘူးငါတို့စီးတဲ့နေရာမှာယေရှုလာပြီဆိုငါတို့မလွယ်တော့တခါတည်းညှို့ပြပြီးအမြင့်ဆုံးသောဖခင်မိတ်ဆက်ဆရာတော်မလို့နော်နတ်ဆိုးသိတယ်ယေရှုကိုတွေ့ရတယ်လူတွေကိုတော့မှအမြင့်ဆုံးသောဖခင်သားတော်ယေရှုဖြစ်တယ်လို့အဲ့ခေတ်တုန်းကမိတ်ဆက်ခဲ့တာမဟုတ်ဘူးလူတွေကမသိဘူးဒါပေမဲ့နတ်ဆိုးကသိတယ်အမြင့်ဆုံးသောဘုရားရဲ့သားတော်ယေရှုကျွန်ုပ်တို့နဲ့ဘလို့ဆိုင်တယ်လဲကျွန်ုပ်တို့ကိုအချိန်မတန်ခင်မငင်းဆဲဖို့တောင်းပန်ပါတယ်ဆိုပြီးတော့လာပြီးတော့တွားပြီးတော့တောင်းပန်နေတာအဲ့နဲ့ယေရှုကအေးဆေးပဲအေးမင်းသူ့ထဲထွက်အဲ့နဲ့သူတို့ကပြောလဲကျွန်တော်တို့ဟာတဲ့အောက်ပိုင်းဆက်ဖက်ကျွန်တော်တို့ကတယောက်တည်းမဟုတ်အများကြီးတဲ့လေးကောင်းပါတဲ့ကျွန်တော်နာမည်လေးကောင်းပါလေးကောင်းဆိုတာနတ်ဆိုးအများဖြစ်တယ်လို့ပြောတာဖြစ်တယ်ရက်ဆက်တယ်နော်ဒီထဲမှာရှိတဲ့နတ်ဆိုးဒီလူတယောက်ထဲမှာနတ်ဆိုးဘလောက်တောင်ဆွဲလဲဆိုအဲ့ဒါနဲ့ယေရှုကသူ့ထွဲကထွက်ဆိုတော့အမိန့်ရှိတော့သူတို့မနေနိုင်ဘူးလေးကောင်းပါဒါဆိုသူ့ထဲကထွက်ကျွန်တော်တို့ဟိုမှာဂါဒရပီမှာဝက်တွေအများကြီးအဲ့ဝက်တွေထဲမှာဝင်ခွင့်ပေးပါလို့ပြောတော့ယေရှုကအိမ်ဝင်လိုက်ခွင့်ပြုလိုက်တယ်ပေါ့နော်ခွင့်ပြုလိုက်တယ်ယေရှုကခွင့်ပြုလိုက်တဲ့ခါမှာသူတို့အဲ့ဝက်တွေထဲမှာဝင်တာနတ်ဆိုးဘလောက်တောင်များလဲဆိုမဿဲ9ထဲမှာဖတ်ကြည့်သိရအဲ့ထဲမှာဝက်အကောင်2000နတ်ဆိုးတွေကအဲ့ဝက်အကောင်တော့အဲ့ဝက်အကောင်2000ကတခါတည်းပြေးတာအိုင်ကန်ဆောင်ထဲမှာပြုတ်ကြပြီးတော့တေးကြအဲ့လိုတေးကြတဲ့အခါမှာဂါဒရပီမှာရှိတဲ့သူတွေသူတို့ဝက်အကောင်2000ဆုံးရှုံးနေပေါ့ဆုံးရှုံးသွားတယ်ဆိုတဲ့အခါမှာသူတို့တွေကလာကြည့်ပြီးတော့ဟဲနတ်ဆိုးဆွဲတဲ့သူကတော့ပုံမှန်ပဂတိအဖြစ်ကိုရောက်နေတယ်နတ်ဆိုးကိုမောင်းထုတ်ပြီးတော့နော်နတ်ဆိုးဆွဲကနေလွတ်မြောက်စေတဲ့သူယေရှုကိုဖြစ်တယ်ဆိုတော့သူတို့သိတဲ့အခါမှာသူတို့ကဘာလုပ်လဲဆိုအော်ကိုတော့ဒီမြန်ထွက်သွားပါကိုတော့ဆက်ရှင်ဆုံးရှုံးတာများသွားမယ်သူတို့ထင်တယ်အဲ့လိုထင်ပြီးတော့သူတို့ဝက်တွေဆုံးရှုံးတာပဲကြည့်ပြီးတော့ကိုတော့ဒီဂါဒရပီကနေပြန်ထွက်သွားပါဆိုပြီးတော့သူကလည်းအဲ့ဒါနဲ့ခရစ်တော်ကလည်းအေးဆေးပါပဲလေပေါ်တက်ပြီးတော့ဂါဒရဘက်ကိုပြန်သွားဂါလိလဲဘက်ကိုပြန်သွားတာဖြစ်တယ်အဲ့နဲ့ဂါလိလဲဘက်မှာဆိုတာယေရှုကိုလူတိုင်းကကြိုးလို့တာဖြစ်တယ်အဲ့ဘက်မှာယေရှုပြန်လာတာတအားပြောတယ်နော်ခုနတရားဒီအောက်ပိုင်းရှင်လုကာခရစ်ဝင်ကတတော်ကျမ်းစာရှိတာအဲ့ထဲမှာ12နှစ်သွေးသွန်းတာမိမအကြောင်းပါတယ်တရားစံမှုယာဝိရဲ့သမီးတေလူမျောပါပါတယ်ဒါတွေအကုန်လုံးယေရှုခရစ်တော်နမိတ်လက္ခဏာပြုဟိုဘက်မှာလူတွေအုံကြွယေရှုကိုမျောနေတာယေရှုဘယ်ရောက်သွားပါလဲကန်းတစ်ဖက်ကနေပြန်လာတော့သူ့နောက်ကိုလိုက်ကြယေရှုကိုမျောလင့်နေကြအိမ်မှာဖိတ်ခေါ်ကြတဲ့လမ်းမှာသွားတဲ့ခါမှာအုံကြလိုက်တာအဲ့ဒီဘက်ပါဒါပေမဲ့ဒီအခုကျမအဲ့ဒီအပိုင်းကိုတော့ဆက်မပြောတော့ယာယုသမီးအကြောင်းလည်းဆက်မပြောတော့ဘူး12နှစ်သွေးသွန်းအကြောင်းလည်းဆက်မပြောတော့ဒီဂါဒရရက်ကနတ်ဆိုးဆွဲတဲ့သူလွတ်မြောက်ခြင်းအကြောင်းနဲ့ပဲကျမကဒီနေ့တရားဟောမှာအဲ့အကြောင်းမှာပဲရက်မှာပါဒီမှာဘုရားသခင်ကကျွန်မကိုဘာသဘောပေါက်စေလဲဆိုဂါဒရအရက်မှာနတ်ဆိုးဆွဲတဲ့သူရှိတာနှစ်ပေါင်းများစွာကြာပြီးအယံတနာစရာကောင်းနေတဲ့လူတယောက်သူ့ကိုယ်သူလွတ်မြောက်ဖို့မစွမ်းဆောင်နိုင်သူ့ကိုဘသူကယ်မလဲလို့သူလည်းဘသူ့ကိုမှမခေါ်ဖိနိုင်ပြီးရင်အောစရာကောင်းတာသူမိသားစုဝင်တစုံတယောက်ကမှငါတို့အိမ်ကနတ်ဆိုးဆွဲတဲ့သူလွတ်မြောက်ဖို့လွတ်မြောက်စေတဲ့ဆရာသမားဆိုပြီးတော့ယေရှုကိုလည်းဘသူကမှလာမဖိတ်ကြအိုင်တစ်ဖက်မှာပဲရှိတာဒါပေမဲ့သူတို့တွေအားလုံးဒီလူကတော့ဒီတိုင်းဖြစ်တော့မှာပါတနေ့မှနှစ်နှစ်မှဆေးဆိုင်နဲ့စ조사ကောင်းစ조사မယ်သူတို့လူအစွမ်းစားနဲ့တန်ကြိုးချီခတ်တာတွေစ조사ပြီးအကြိမ်ကြိမ်လှုပ်ကြည့်ကောင်းလှုပ်ကြည့်မယ်ဒါပေမဲ့ဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတာသိတဲ့အခါမှာသူတို့အားလုံးဒီလူကိုလက်လျှော့ထားကြတာဖြစ်ဒီလူအတွက်ဂါဒရပီကမိသူတူတယောက်ကမှထိုလူကိုလွတ်မြောက်ခြင်းရဖို့ရန်အတွက်ကူညီပြီးယေရှုကိုရှာခဲ့တဲ့သူလည်းမရှိဘူးယေရှုကိုဖိတ်ခဲ့တဲ့သူလည်းမရှိဘူးယေရှုကိုခေါ်တဲ့သူလည်းမရှိ
ဒီလူကလည်းသူ့ဘဝမှာဒီလောက်ခက်ခဲမှုတွေကလွတ်မြောက်ဖို့သူလုံးဝမယုံထွက်နိုင်ဘူးသူ့ကိုကူညီမဲ့သူလည်းမရှိဘူးသူ့ကိုသူလည်းမကူညီနိုင်ဘူးဒါပေမဲ့ဝမ်းမြောက်စရာသတင်းကောင်းကယေရှုခရစ်တော်ဘုရားဟာရောက်တဲ့အရက်တိုင်းမှာနမိတ်လက္ခဏာတွေအနာရောတာတွေယောဂါတွေပျောက်တာတွေအများကြီးဒီထဲမှာရေးထားတယ်ဒါပေမဲ့ဒီအိုင်တစ်ဖက်ကိုတကူးတကကူးလမ်းမှာတော့မိုးတက်မုန်တိုင်းဖြစ်သူလည်းတအားပင်မန်းလို့တော့အိတ်မုန်တိုင်းရဲ့ရေနဲ့လေကိုစုံမပြီးတော့တစ်ဖက်ကန်းကိုတကူးတကယေရှုကိုယ်တိုင်ရွေးချယ်ပြီးကူးတာလာသူအစမှကျွန်မပြောတယ်သူတပည့်တွေလာငါတို့အိုင်တစ်ဖက်ကူးရအောင်လို့လှေပေါ်တက်ပြီးတကူးတကကူးတာဒါပေမဲ့အဲ့တကူးတကကူးပြီးသွားတဲ့ဂါဒရပီမှာလောက်ခဲ့တဲ့တခုသီးသောနမိတ်လက္ခဏာအများကြီးနေရာတိုင်းမှာလောက်တယ်နော်ဒါပေမဲ့ဂါဒရပီမှာနမိတ်လက္ခဏာဘယ်နှခုလောက်လဲဒီတခုပဲလောက်တာဒီတခုပဲဒီနေ့ယေရှုခရစ်တော်ဖခင်ဂါဒရပီဘက်ကိုဘာလို့တကူးတကသွားတာလဲဒီမျော်လင့်ရမဲ့တယောက်သေးသောသူအတွက်လည်းသွားတယ်ဖခင်ဖြစ်တယ်တူတယောက်သေးအတွက်ထိုတူတယောက်သေးလူအတွက်တကူးတကအချိန်ပေးပြီးတော့သွားခဲ့သောယေရှုဖြစ်တယ်အဲ့ဒီတူတယောက်ဖိနှိမ်မှုခံချုံနှောင်မှုခံနတ်ဆိုးနှိပ်စက်ခံနှစ်ပေါင်းများစွာတေကွဲစရာကောင်းနေပြီကူမဲ့သူမရှိကဲမဲ့သူမရှိကိုလွတ်မြောက်ဖို့ရအတွက်ရုန်းကန်နိုင်ခြင်းမရှိသောသူတယောက်တည်းအတွက်ယေရှုဟာတကူးတကတစ်ဖက်ကန်းကိုသွားတယ်တခါလေကျမတို့အမှုတော်ဆောင်တယ်လူများတာကြိုက်တယ်တယောက်အတွက်အချိန်ပေးနိုင်လုံးမိတဲ့အချိန်လေးရှိတယ်ဒီနေ့ယေရှုကဂါဒရပီဘက်ကိုတကူးတကကြီးအချိန်ပေးပြီးကူးခဲ့တာအဲ့ဒီလူတယောက်လွတ်မြောက်ဖို့ဖြစ်တယ်အဲ့ဒီမှာသူ့ကိုမျောမဲ့သူတခြားမရှိဘူးသူသိပါတယ်သူအကုန်သိတယ်ဒါပေမဲ့အဲ့ဒီတယောက်လွတ်မြောက်ဖို့တကူးတကနဲ့တစ်ဖက်ကန်းကိုလာခဲ့တယ်ချစ်တော်ညီကိုမောင်မတို့ဒီနေ့ယေရှုလောကကိုလာခြင်းဟာသင်အတွက်ပဲဖြစ်တယ်သင်တယောက်တည်းလောကကြီးထဲမှာရှိနေရင်တော့သင်ကိုကယ်ဖို့ယေရှုလာတာဖြစ်တယ်သင်ကိုမဆာဖို့ယေရှုလာတာဖြစ်တယ်သင်ကိုလွတ်ချင်းပေးဖို့ယေရှုလာတာဖြစ်တယ်ယေရှုလာတာငါတို့တွေအားလုံးအတွက်လို့ယေဘူးရမထင်ပါနဲ့ကျွန်တော်အတွက်ပဲကျမအတွက်ပဲယေရှုလာတာဂျာလေးကိုလွတ်ချင်းပေးဖို့ဖြစ်တယ်ဒီနေ့ယေရှုလာတာသင်ကိုလွတ်ချင်းပေးဖို့ဖြစ်တယ်သင်တယောက်တည်းဖြည့်ဆည်းမှုတွေခြုံနေတဲ့အချိန်သင်မရင်ဖွင့်စရာလူမရှိဘူးရင်ဖွင့်လည်းမကောင်းဘူးသင်ကိုကူနိုင်မဲ့သူမရှိဘူးကယ်နိုင်မဲ့သူမရှိဘူးဒီဒုက္ခကကျမကိုဘယ်သူကယ်မှာလဲဒီအကျွေးနုံထဲကကျွန်တော်ကိုဘယ်သူကယုံထွက်စေမှာလဲဒီပြဿနာကိုဘယ်သူကဖြေရှင်းပေးနိုင်မှာလဲလို့မျောလင့်ရမဲ့နေတော့သူတစုံတည်းဒီနေ့သင်ကိုကယ်ဖို့ပဲယေရှုလာတာဖြစ်တယ်သင်ကိုယေရှုပြုဖို့ပဲကောင်းကင်ဘုံစီစဉ်အလုံးကိုဆွန့်လွတ်ပြီးလောကထဲမှာယေရှုလာခြင်းရဲ့တခုတည်းသောအကြောင်းရင်းဟာသင်ကိုကယ်ဖို့ဖြစ်တယ်သင်ကိုလွတ်ချင်းခွင့်ပေးဖို့ဖြစ်တယ်သင်ကိုကျမ်းမာစေဖို့ဖြစ်တယ်သင်ကိုလွတ်မြောက်ခြင်းပေးဖို့ဖြစ်တယ်သင်ကိုခြုံနှောင်မှုရှိသမျှဘဝရဲ့မုန်တိုင်းတွေရှိသမျှလိုင်းတဘိုးတွေရှိသမျှခက်ခဲတွေရှိသမျှလေလွတ်ချင်းပေးဖို့သင်အတွက်ပဲတကူးတကကြွလာတော်ယေရှုဖြစ်တယ်ထိုယေရှုကိုတစ်ခေါက်လောက်လက်ခုပ်တီးပြီးတော့ဂုဏ်ပြုရဟာလေလုယာဖခင်နာမတော်ဘုန်းကြီးပါစေဖခင်ရှင်ရဲ့နှုတ်ကပတ်တော်မှာတရားအသက်နဲ့ပြည့်စုံတယ်ကျမကဒီအကြောင်းရိုးရိုးလေးသိတာပါဒါပေမဲ့အောက်ဆရာကောင်းတယ်ဒီအကြောင်းလေးနဲ့တိုက်ဆိုင်လို့ကျမတို့အသင်းတော်ကကျမတို့သင်းအုပ်ဆရာကြီးဆရာမုံတောင်ရဲ့သားခိုင်နိုးဟာအမှုတော်ဆောင်လောကဘဝကိုခြေစုံပြစ်စက်ကပ်လိုက်တာဒီကျမ်းစာတွေကြောင့်ဖြစ်တယ်သူ့ကိုဝိညာဉ်တော်ဖွင့်ပြတာဟာတစ်မျိုးတစ်ဖုံကျမတို့တခါမှမစင်းစားဘူးတဲ့ဘက်ကနေဝိညာဉ်တော်ကသူ့ကိုစကားပြောခဲ့သူကချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းသူ့အိမ်ထောင်ကြလဲသူ့မိန်းမအကောင်းဆုံးထားခြင်းနဲ့နှလုံးသားရှိတော့သူကအင်ဂျင်နီယာနဲ့ကျောင်းပြီးတော့သူကအမေရိကမှာအလုပ်ရန်ကောင်းနောက်ဆုံးသူအမှုတော်အတွက်မဆက်ကပ်ခင်နှစ်မှာသူအလုပ်ပြောင်းတာသူ့ကိုနောက်ထပ် offer ပေးတဲ့အလုပ်ဟာအကန့်အသတ်မရှိကောင်းကြီးရမယ်အလုပ်ဖြစ်နေတာအစောပိုင်းကာလတွေမှာဆိုသူ့ကိုတောင်းကနန်းနဲ့စပြီးတော့
ဒေါ်လာပေါ့နော်မြန်မာငွေမဟုတ်ဘူးဒေါ်လာတောင်းကနေသူကဘာပြောလဲဆိုနောက်ဆုံးသူလုပ်ခဲ့အလုပ်ဟာတစ်လမှာမြန်မာငွေနဲ့သိန်းပေါင်း880တစ်လမှာအများတန်းရတဲ့အလုပ်ဖြစ်တယ်သူကဘာပတ်နိုင်တယ်သူလျှောက်လဲနိုင်တယ်ဖရားအတွက်လည်းအလူငွေပေးနိုင်တယ်သူမိမောက်လည်းကောင်းကောင်းထားနိုင်တယ်ဒါပေမဲ့အဲ့ချိန်မှာ तू ကအင်ဂျင်နီယာဆိုကျွန်တော်အတွက်ချက်သမားတဲ့ဖရားကသူ့ကိုအချိန်ချင်းခေါ်တယ် तू မဖြစ်နိုင်ဘူးအမှုတော်ဆောင်နေဘယ်လောက်ရလဲတော့သူတို့အမေရိကမှာဆိုရင်အစမ်းခန်းစရင်ဒေါ်လာ1000မြန်မာငွေနဲ့တွက်မယ်ဆိုရင် तू တစ်လမှာသိန်းပေါင်း800ကျော်ရတဲ့ဘောကနေအမှုတော်ဆောင်မှုစက္ကန့်လိုက်ရင်မြန်မာငွေသိန်း40ပဲမျောလင့်စရာရှိတယ်ဘယ်လိုလုပ်ဖြစ်နိုင်မလဲကျွန်တော်ဒါပေမဲ့တရက်မှာဒီကျမ်းစာကိုဖတ်တဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်သူ့ကိုစကားပြောခဲ့တယ်ဒီမှာဝက်အကောင်2000အိုင်ကန်းဆောင်ကိုဟုံလို့ပြေးပြီးကြတဲ့အချိန်မှာဂါဒရပြည်သားတွေကသူတို့ဝက်ဆုံးရှုံးတာကိုကြည်ပြီးတော့ယေရှုကိုသူတို့တွေတတိမမူကြယေရှုဟာကယ်တင်ရှင်ဖြစ်တယ်သူတို့ဘဝလွတ်မြောက်ခြင်းပေးမဲ့အရာခတ်သိမ်းကိုယေရှုပြုနိုင်တဲ့ဘုရားရှင်ဒီရွှေငွေ1000တောင်းတဲ့တာ၍တန်ဖိုးကြီးတဲ့အရာသူတို့မမြင်ဘူးသူတို့ကသူတို့ဝက်ဆုံးရှုံးတာပဲကြည်ပြီးတော့ကိုတော့ဂါဒပီကနေပြန်ထွက်သွားပေးပါလို့တောင်းပန်ကြအဲ့ဒီအရာဖတ်ရင်းနဲ့ကျမတို့သင်ဟုတ်ဆရာရဲ့သားကျမတို့ ਨੇ အခုအမှုတော်မှာပါဝင်နေတဲ့ဆရာခိုင်တို့သူ့ကိုဖေဟာကပြောလဲဆိုမင်းလဲတဲ့ဂါဒပီသားလို့ပဲလားသူ့အကိုဝမ်းခွဲကသမီးလေးတွေ3ယောက်မွေးပြီး4ယောက်မြောက်မှာသားလေးမွေးတော့အရန်ပျော်တော့သူလဲအဲ့သားလေးရလို့ဝမ်းတာပေးပြီးတော့သူတို့ချင်းထုံးစံနဲ့ဝတ်တကောင်ဂုံပြုတ်ဝတ်တကောင်ဖိုးကအမေရိကမှာဒေါ်လာ900အဲ့နဲ့သူဒေါ်လာ900ဂုံပြုတ်လိုက်တယ်သူ့အကိုဝမ်းခွဲကိုဝိညာဉ်တော်ဟာသူ့ကိုပြောတယ်မင်းဝတ်တကောင်900နဲ့တွဲရင်ဝက်အကောင်2000ဒေါ်လာ1သန်းပေါ့10သိန်းဖြစ်ပြီအေးဒေါ်လာ10သိန်းတောင်ပေါ့သူလည်းဝက်အကြောင်းစဉ်းစားသူအတွက်ထက်သမားဆိုတော့ဒေါ်လာ10သိန်းကုန်သွားတာဝက်အကောင်2000အဲ့လောက်တန်ဖိုးကြီးတယ်ဒါပေမဲ့ဝိညာဉ်တော်ကသူ့ကိုဘာပြောလဲဝက်အကောင်2000နဲ့ယေရှုဘယ်သူရွေးမလဲဒေါ်လာ10သိန်းနဲ့ငါနဲ့မင်းဘယ်သူကိုရွေးမလဲမင်းကမင်းကောင်းကြီးတွေရတယ်လစားတွေကောင်းတယ်ဒါကြောင့်ငါရဲ့ခေါ်ခြင်းကိုညှင်းပယ်နေတယ်ဂါဒရပြည်သားတွေဟာအရာခတ်သိမ်းရဲ့အရှင်ကဲတင်သောအရှင်ယေရှုကိုမမြင်ဘူးသူတို့ရဲ့ပီမှာဘယ်သူမှလွတ်မြောက်ခြင်းမပေးနိုင်ဘလို့မှမဖြစ်နိုင်ပဲနှစ်ပေါင်းများစွာဒုက္ခရောက်နေတဲ့လူတယောက်ကိုအောပွဲလွတ်ချင်းပေးခဲ့တဲ့ကယ်တင်ရှင်ကိုရောကိုတိုင်ဂါဒရပီမှာတကူးတကရောက်တဲ့အချိန်မှာဂါဒရပီသားတွေကယေရှုကိုမကြိုးစိုးခဲ့ဘာဖြစ်လို့လဲသူတို့ဝက်အကောင်နဲ့ထောင်ဟာပိုတန်ဖိုးကြီးခိုင်းနေတယ်တန်ဖိုးကြီးတယ်လို့သတ်မှတ်နေဆရာခိုင်တို့အဖေပြောမင်းဟောဂါဒရပီသားတွေတော့ငါ့ကိုညင်းပါလားငါဟာမင်းတန်ဖိုးထားနေတဲ့ဝက်တကောင်900နဲ့မင်းတွက်ကြည့်အတွက်အချက်နဲ့ဒေါ်လာ10သန်းတဲ့ငါကပူတန်ဖို့မရှိဘူးလားမင်းကငါ့ကိုရွေးမှလားလို့ဝိညာဉ်တော်ဟာထိုနှုတ်ကပတ်တော်နဲ့ပြောလာတဲ့အချိန်မှာသူကြီးအကျယ်မျက်ရည်ကျကိုရောကျွန်တော်ကိုရောကိုပဲရွေးပါမယ်ကိုရောဟာဒီလောကကြီးမှာအရာခတ်သိမ်းတဲ့တန်ဖိုးကြီးပါလေကိုရောနောက်ကိုပဲကျွန်တော်လိုက်ပါမယ်ကိုရောကိုပဲရွေးချယ်ပါမယ်လို့သူရွေးချယ်ပြီးတော့ချက်ချင်းမြန်မာပြည်ကိုရောက်လာပြီးကျမတို့ရန်ကုန်မြို့ရဲ့မြန်မာပြည်အသင်းတော်ရဲ့အမေရိကမှာကျန်းစာကြောင့်တွေအများကြီးရှိမှာပါဒါပေမဲ့ဖခင်နောက်ကိုလိုက်တဲ့အခါဖခင်ပြောတာတွေပဲသူလုပ်တော့တယ်မင်းရန်ကုန်ကမင်းအဖေစားခဲ့တဲ့အသင်းတော်ကိုသွားပါအဲ့ဒီက Full Gospel Bible Training Center မှာပဲမင်းစပြီးတော့ဖခင်နှုတ်ကပတ်တော်ခံယူရမယ်လို့ဖခင်ပြောတာကိုနားထောင်ပြီးခြေစုံပြည့်မြန်မာပြည်မှာကျန်းစာကြောင့်ပြန်လာတယ်မနစ်ကဒီနေ့ဖခင်ရဲ့အမှုတော်မြတ်ထဲမှာများစွာသောသူတွေလွတ်မြောက်ဖို့ဖခင်ရှင်ကအသုံးပြုဖို့ရန်ခြေလန်းနေပါတယ်စက္ကန့်နေပါတယ်အသုံးတော်ခံနေပါတယ်ဖခင်ဘုန်းကြီးပါဒီနေ့ချစ်တော်ညီကိုမောင်မတို့အသင်ကောယေရှုထက်တခြားအရာဟာတင့်အတွက်တန်ဖိုးကြီးနေတယ်လို့ခံယူနေစေလားဂါဒရပြည်ကိုယေရှုဟာတကူးတကလာခဲ့ပေမဲ့
ဂါဒရပြည်သားတွေဟာအရာခတ်သိမ်းရဲ့အရှင်ကဲတင်ခြင်းကိုပေးတဲ့ဘုရားရှင်ထာဝရအတွက်အာမခံချက်ပေးနေတဲ့ဘုရားကိုမရွေးပဲလှစ်လူရှုပြီးတော့သူတို့ဝတ်တွေအတွက်ပဲသူတို့စိတ်ဟာရှိနေတယ်ဒီနေ့လောကကြီးမှာယေရှုလာတာသင်အတွက်ဖြစ်တယ်အာမင်သင်ကိုယေရှုပြုဖို့သင်ကိုရွေးနှုတ်ဖို့သင်ကိုမဆာဖို့သင်ကိုကယ်တင်ဖို့ပဲသင်ဘုရားရဲ့ခေါ်တန်ကိုဒီနေ့တချို့သောသူတွေကြားတယ်ဒီထဲမှာဘုရားခေါ်တန်ကြားတပီးသားတွေရှိတယ်ဆိုတော့ကျွန်မရမ်းခံစားနေတာဒါမဲ့သင်ကကိုရောကျွန်တော်ပတ်စံရှိပြီးမှကျွန်မအခြေအနေကောင်းမှကိုရောအမှုတော်အတွက်စက္ကပ်ပါမယ်အခုတော့ခဏလေးစောင့်ပါဦးပြောတဲ့ဖွဲ့တွေရှိတယ်နော်ဒီနေ့ဘုရားဟာသင်ကိုဖိတ်ခေါ်တော်ဘုရားဟာအရာခတ်သိမ်းတဲ့ကြီးမြတ်သောအရှင်ဖြစ်တယ်ဒီနေ့စကြဝဠာကြီးတစ်ခုလုံးကိုပိုင်တာအုပ်ဆိုးသောအမြင့်ဆုံးသောဘုရားဖြစ်တယ်ရွှေနှင်းကိုငါပိုင်တယ်လို့ပြောတဲ့ဘုရားဖြစ်တယ်ဘုရားရဲ့သစ္စာရှိခြင်းယေရှုပြုခြင်းဟာကန့်သတ်လို့လုံးဝမရဘူးတိုင်းတာလို့လုံးဝမရဘူးတွက်ချက်လို့လုံးဝမမီနိုင်ဘူးဘုရားဟာသစ္စာရှိတဲ့ဘုရားဖြစ်တယ်ဒီနေ့အမှုတော်မြတ်ကိုခိုင်တို့ကသူ့လာစာအကုန်လုပ်တယ်အကုန်လုံးရက်တန့်ခဲ့ပြီးသူထားခဲ့ပြီးခြေစုံပြည့်ရန်ကုန်မှာလာတယ်ပြီးအခုတနေ့နောက်ပြီးခဲ့တဲ့နှစ်ကတနေ့အခုသူဒီခြေစုံပြည့်ဆက်ကတ်တာ3နှစ်ထဲရောက်လာပြီသူ့ကိုကျမတို့အင်တာဗျူးထဲမှာမေးတယ်လူငယ်တွေကမေးတယ်ဖယားပတ်စံလာစာအရန်ကြီးတဲ့ဘွားကနေအမှုတော်ထဲကိုစက်ကတ်တဲ့အချိန်မှာလူငယ်တွေရဲ့မိကွန်းပေါ့စက်ကတ်တဲ့အခါမှာကိုခိုင်တို့ကိုဆရာခိုင်တို့ကိုဘလို့ခက်ခဲလားရုန်းကန်ရတာဘလို့လဲလို့သူတို့သားသိချင်လို့မေးတယ်။ तू ကအဲ့ဒီအကြောင်းကိုကျွန်တော်ပြောအရှိကြီးတဲ့။ဒါပေမဲ့ကျွန်တော်အချုပ်ပြောမယ်နော်။ဖယားဟာသစ္စာရှိတယ်။ဖယားဟာသစ္စာရှိတယ်။ဖယားဟာသစ္စာနဲ့ပြည့်စုံတဲ့ဖယားဖြစ်တယ်။ကျွန်တော်ကိုတာဝန်ယူတဲ့ဖယားဖြစ်တယ်။ကျွန်တော်မိသားစုကိုတာဝန်ယူတဲ့ဖယားရှင်ဖြစ်တယ်ဆိုတာပဲကျွန်တော်ပြောပြပါရစေ။အဲကြောင့်ဒီကနေ့တော့ကျွန်မရဲ့တရားဟောချက်ကဒီမှာရပ်ပါမယ်။ဒါပေမဲ့ကျွန်မဒီကနေ့ဒီမှာရှိတဲ့ညီကောင်မမတွေထဲချို့သောသူတွေဖိတ်ခေါ်ချင်ပါတယ်။သင်ဘဝမှာဒီကနေ့တခါမှယေရှုကိုနှလုံးသားထဲမှာမကြိုဆိုဘူးဆိုရင်ဒီနေ့ဟာသင်နေ့ဖြစ်တယ်။ဒီနေ့ဟာမှာကျမတို့ဟာယေရှုရဲ့ကိုယ်စားဒီနေ့ဟာမှာယေရှုဟာသင်အတွက်ကြွလာတယ်လို့ဆိုတဲ့သတင်းစကားနဲ့သင်ကိုဖိတ်ခေါ်နေသောယေရှုဖခင်ဖြစ်တယ်။ဒီနေ့ဟာမှာယေရှုဟာဒီကမ္ဘာလောကကြီးထဲမှာယေရှုကြွလာခြင်းဟာသင်ကိုကြိုဆိုဖို့ဖြစ်တယ်။သင်ကိုလွတ်မြောက်ခြင်းပေးဖို့ဖြစ်တယ်။သင်ကိုမဆာဖို့ဖြစ်တယ်။သင်ကိုကယ်တင်ဖို့ဖြစ်တယ်။တခါမှယေရှုကိုနှလုံးသားထဲမှာမကြိုဆိုဘူးဆိုရင်ဒီကနေ့သင်နှလုံးသားထဲမှာသူ့ကိုနေရာပေးဖို့ရန်အတွက်ကျွန်မအနေနဲ့တချို့သောသူတွေကိုဖိတ်ခေါ်ခြင်းပါတယ်။ပြီးတော့နောက်တချို့သောသူတွေဘလို့လူတွေကိုထပ်ပြီးဖိတ်ခေါ်ခြင်းတလဲဆိုရင်ကျွန်မတို့ဘဝမှာမလွတ်မြောက်နိုင်တဲ့အခက်အခဲတွေပြဿနာတွေကျမ်းမာရေးပြဿနာတွေငွေကြေးဆိုင်ရာပြဿနာမိသားစုပြဿနာတွေဒါတွေကိုငါဘလို့လုံးဝမသိတော့ဘူးဘလို့ဖြေရှင်းရမှမသိတော့ဘူးဒီကနေ့ဘလို့ပဲဖြစ်နေပါစေဂါဒရအရက်ဟာနှဆိုးဆွဲတဲ့သူဟာသူ့ကိုယ်သူလွတ်မြောက်ဖို့မယုံကန်နိုင်ဘသူမှလည်းကယ်ပေးမယ်လို့မပြောနိုင်ဘူးဒါပေမဲ့ယေရှုကိုယ်တိုင်ကယ်ဖို့လာတယ်ဒီနေ့ယေရှုဟာသင်ရဲ့ဘဝပြဿနာတွေခက်ခဲတွေအလုံးစုံကနေလွတ်မြောက်ဖို့သင်ကိုကယ်ဖို့လာတာဖြစ်တယ်ဒါကြောင့်ကျွန်မကိုရောကိုလိုအပ်တယ်ကိုရောထံကျွန်မလာမယ်ကျွန်တော်လာမယ်ကျွန်တော်ကိုကူညီပေးမယ်ဖခင်ဖြစ်တယ်လို့သင်စကားဖို့ရန်အတွက်ကျွန်မဖိတ်ခေါ်ခြင်းတယ်နောက်တစ်ချက်ကဒီနေ့ဖခင်ဟာကျွန်တော်ကိုဆက်ခေါ်နေတယ်ကျွန်မကိုခေါ်နေတယ်ဒါပေမဲ့ကျွန်မကတော့အခုထိစဉ်းစားနေစေပဲကိုယ့်ရဲ့အခြေအနေကိုစဉ်းစားတယ်ကိုယ့်ရဲ့ပတ်စံစီးပွားရေးအခြေအနေစဉ်းစားတယ်ခြေစုံပြစ်တော့မဆက်ကနိုင်ဘူးစဉ်းစားနေတဲ့အဖွဲ့တွေဒီနေ့ဖခင်သခင်ကတင့်ကိုခေါ်နေပါတယ်ထိုကြီးမြတ်သောဖခင်ရဲ့ခေါ်ဖိတ်ခံရခြင်းလောက်ဂုဏ်ယူစရာကောင်းတာမရှိပါဘူးဒါကြောင့်ကျွန်မဟုတ်တယ်ကိုရောချိန်ချက်တဲ့နေ့ကျွန်တော်ခေါ်နေရတေးချတယ်ကျွန်မခေါ်နေရတေးချတယ်ကိုရောချိန်ချက်တဲ့လုံးဝကျွန်မခြေစုံပြစ်ဆက်ကပ်မယ်
ကိုရောလမ်းပြပါဒီကနေ့အသက်တဖန်ကိုရောအတွက်အမှုတော်အတွက်ကျွန်မဆက်ကပ်ပါမယ်ဆိုတဲ့အဖွဲ့ကြီးခေါ်ချင်တယ်ဒါကြောင့်ပထမဆုံးခရစ်တော်ကိုတခါမှမခိတ်ခေါ်ဘူးတဲ့အဖွဲ့ကြီးဒီဘက်မှာလာပေးပါပြီးရင်ကျမတို့ရဲ့အခက်ခဲပြဿနာဝင်တော့ဝင်ဖို့ဖယားရှင်ဒီနေ့ကိုရောကူညီမဖြစ်မယ်ကိုရောလာတာသမီးအတွက်ပဲကျွန်တော်အတွက်ပဲဆိုတဲ့အဖွဲ့ကြီးဒီအလဲမှာလာပါပြီးလို့ရှိရင်အမှုတော်အတွက်တနေ့ကိုရောကျွန်တော်ကိုခေါ်နေမှန်းသိတယ်ကျွန်တော်ဒီကနေ့အသက်တဖန်ပြန်ဆက်ကပ်ပါတယ်ကိုရောကိုရွေးလိုက်ဖို့ပဲအသက်တဖန်ဆက်ကပ်ပါတယ်ဆိုတဲ့အဖွဲ့တွေဟိုဘက်မှာလာပြီးပါအားလုံးတူတူမှတ်တရရအောင်